လုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမှာကတော့ဂျူတီကစားနည်းဗီဒီယိုပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးမမီထိုးခြင်းတဲ့အချိန်ကိုရွေးပါအချိန်များကတော့မနေ့ပိုင်း12နာရီ10မိနစ်အချိန်ညနေ4နာရီ30အချိန်မနေ့ခင်း9နာရီ30အချိန်နေ့လယ်2နာရီထိုးချိန်များနဲ့12နာရီ6မိနစ်ထွက်တော့ထိုင်ဝမ်ဂျူတီပဲဖြစ်ပါတယ်ရှင်ဂျူတီထိုးမီဆိုပါကပထမဆုံးထိုးမီကိုနှိပ်ပါထို့တော့ကြာလာတော့လူကြီးမင်းထိုးလို့တဲ့ကဏ္ဍများကိုတကွက်ချင်းနဲ့၍ထိုးလို့ရသလိုရွက်ကွက်ကိုနဲ့၍လည်းမမီထိုးလို့တဲ့ကဏ္ဍများကိုရွေးချယ်ထိုးလို့ရပါတယ်ရှင်အပူပါဝါနဲ့ခမ်းများကိုထိုးချင်ပါကအញ្ញံရွက်ကိုနဲ့၍လည်းထိုးလို့ရပါတယ်တွီးတီထိုးမီဆိုပါကတွီးတီထိုးမီကိုနဲ့၍မမီထိုးလို့တဲ့ကဏ္ဍများကိုနံပါတ်ရွက်လည်းထိုးလို့ရသလိုရွက်ကောက်မှရွေးမီကိုနဲ့၍လည်းမမီထိုးချင်တဲ့ကဏ္ဍများကိုရွေးချယ်ထိုးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်